နာမည်ဘယ်လိုခေါ်လဲကျမနာမည်ကဖြိုးဖြိုးပါရှင်ဖြိုးဖြိုးရပြီအလုပ်ရပြီနာမည်နဲ့အလုပ်တန်းရလားဟုတ်ဘာဆိုင်လို့လဲဆရာကငါကိစ္စငါသိတယ်မပြောနဲ့ဖြိုးဖြိုးတဲ့လှတယ်တော့နာမည်လေးကလည်းဟုတ်တယ်နဲ့အိမ်တောင်ရှိလားမရှိပါဘူးရှင်ဟဲ့လန့်မလားလေးလန့်တော့လေဟိုအိမ်တောင်မရှိဘူးဆိုတော့အပြိုပေါ့အပေါ်သေးကြပြီအဲ့ဒါအလုပ်တန်းရပြီခံပြီဟုတ်လေအားစကျွန်တော်တို့ကုမ္ပဏီနဲ့ဘာမှမသက်ဆိုင်ဘူးလေအဲ့ဒီကိစ္စဟဲ့ကောင်တက်ဆိုင်လို့ပြောနေတာဒီဟိုဘယ်နဲ့ရွှေ့သားမဲကိုကပြုတ်စော်နန်းနေပြီမေနော်တမာရွက်ပြုတ်စော်နန်းနေပြီကိုကိစ္စကိုမပြောဘူးဘာကောင်းလို့မသိသမီးလန့်မလားမလန့်နဲ့နော်ဟိုဦးကလေကိုလုံးသာကြည့်တယ်ထင်လားမဟုတ်ဘူးဆလားဘာလို့မဟုတ်လေကိုအတန်ငါကျေတော့အတန်ကျေတော့စိတ်ချမ်းလူချမ်းလာသူလန့်တော့မယ်အဲ့တော့အင်တာဗျူးကိစ္စဆက်ပြောမယ်အဲ့တော့ဦးတို့ကုမ္ပဏီကလုပ်ငန်းကြီးလုပ်တာကြောက်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုလုပ်တယ်ကြောက်မြက်ရတနာပေါ့အဲ့တော့ကြောက်မြက်ရတနာနဲ့ပတ်သက်ပြီးလုပ်တယ်ဆိုတော့ကသမီးတို့ရွယ်မှာတွက်တာချက်တာလိမ့်လာရမယ်နော်အဲ့တော့တွက်ချက်တာနဲ့ပတ်သက်ပြီးတော့မွေးမယ်နော်နည်းနည်းတော့ခက်တယ်ဒါပေမဲ့မပူနဲ့မကြောက်နဲ့နော်ဦးမေးတဲ့တခြားဖြစ်မေးရမယ်ဆိုတင်ချာနဲ့ပတ်သက်ပြီးတော့3လီဘလောက်လဲပြောကိုပါရှင်ကိုအကောင်တော့ကွာတန်းပြောတာပဲဒါတော်ရုံမပြောနိုင်ဘူးမင်းတို့လောကောင်မျိုးမပြောနိုင်ဘူးအုံနောက်မှမရှိတာဒါအပြိုဖြစ်လို့ပြောနိုင်တာသမီးအပြိုပဲနော်ဟေးကောင်တော့ဟုတ်ပဲတကယ်လေးလာကအကောင်တဲ့မိကုန်းကအဲ့လိုခက်မေးရတယ်လွယ်တာမေးသူတို့စွတ်ပြေပန်မပေါ့ဒီမိကုန်းဘယ်လောက်ခက်လဲ3လီကိုဘယ်သူမပြောနိုင်ဘူးသမီးကတန်းပြောနိုင်တယ်ဖြိုးလေးကတန်းပြောနိုင်တယ်လေအဲ့ဒါတန်းမခံဘူးနော်သမီးကိုဥပြူးတယ်ကြိုက်လားမဟုတ်ပြူးတာအင်တာဗျူးတယ်ကြိုက်လားလို့သမီးအဲ့လိုပြုံးလိုက်တာအရင်ချစ်ဖို့ကောင်းတော့ပဲဟိုလေအပြိုးပဲနော်အဲ့ဒါကိုကောင်းတာအကောင်းဆုံးကအဲ့ဒါပဲအပြိုဆိုတာလေးကစက်တီရှိနေတယ်ဟုတ်လားဒီတစ်ခါသမီးကိုခုနကထမေးရမယ်မေးခွန်းတဲ့ကိုနည်းနည်းခက်မယ်ခုနမေးခွန်းကခက်တယ်ဒါပေမဲ့ तू ဒီကာကသူ့ထက်နည်းနည်းခက်တယ်ဒါနဲ့သမီးစိတ်တွေမလှုပ်ရှားနဲ့နော်သမီးစိတ်လှုပ်ရှားရင်မျက်နှာကိုတိကျစိုက်ကြည့်လိုက်တည်ငြိမ်တော့မယ်အဲ့တော့ဦးမေးတဲ့မေးခွန်းကိုသမီးဖြေနိုင်တော့မယ်နော်အဲ့ဒီကသမီးကိုမေးမှာကသမီးရွှေတကုံဖျားတိတ်တာလားတော်လိုက်တော့ရွှေတကုံဖျားကိုတိတ်အရန်တော်တော့ပဲသမီးရဲ့အပြိုပဲနော်အဲ့ဒီရွှေတကုံဖျားကမြန်မာနိုင်ငံ